ကြံရှိနေသေးတဲ့ပုံစံနှမျိုးကတော့ကွက်လက်ရှိကအမစ်စာဘဖအင်ကြီးထဲကွာဟဆန်ဖတ်တာရှေ့မှာကွယ်ဘာတရီလေးကိုထည့်ပထမပုံစံဖြစ်တဲ့ကွက်လက်ရှိကအမစ်စာဘဖအင်ကြီးထဲကွာစာကြောင်းရှင်းလင်းချက်တွေကတော့ number 29 is I am study English grammar now I am ကျွန်ုပ်ကဖြစ်တဲ့ study လေ့လာတဲ့စာချက်တဲ့ English grammar အင်္ဂလိပ်တရားကို now အခုကွက်လက်ရဲ့ရှေ့မှာ am ဖြစ်သည်ဆိုတဲ့စကားလုံးကိုတွေ့တော့ကြပြစသားလေးကိုပြန်ဆိုကြည့်တဲ့အခါကွက်လက်ရှိကအမစ်စာဘဖအင်ကြီးထဲကွာပေးထားတဲ့ verb 0ကိုဘဖအင်ကြီးပုံစံပြောင်းပေးရပါမယ် studying studying လေ့လာနေသည် I am studying English grammar now ငါအခုအင်္ဂလိပ်တရားလေ့လာနေတယ် number 30 is my family is planned to go on a trip my family ငါရဲ့မိသားစုက is ရှိသည်ဖြစ်သည် plan စီစဉ်သည် to go သွားရန် on a trip ခရီးတစ်ခု is ဆိုတဲ့စကားလုံးကိုတွေ့တော့ကြပြစသားလေးကိုပြန်ဆိုကြည့်တဲ့အခါဘဖအင်ကြီးပုံစံပြောင်းရတာကိုတွေ့ရပါမယ် planning planning စီစဉ်နေသည် my family is planning to go on a trip ငါရဲ့မိသားစုကခရီးတစ်ခုသွားဖို့စီစဉ်နေတယ် number 31 is students are reading the classroom students ကျောင်းသားကျောင်းသူတွေက are ရှိကြသည်ဖြစ်ကြသည် read စာဖတ်သည် in the classroom စာသင်ခန်းထဲမှာကွက်လက်ရဲ့ရှေ့မှာ are ဆိုတဲ့စကားလုံးကိုတွေ့တော့ကြပြစသားလေးကိုပြန်ဆိုကြည့်တဲ့အခါဘဖအင်ကြီးပုံစံပြောင်းရတာကိုတွေ့ရပါမယ် reading reading စာဖတ်နေသည် students are reading in the classroom ကျောင်းသားကျောင်းသူတွေကစာသင်ခန်းထဲမှာစာဖတ်နေကြတယ်နောက်ဆုံးပုံစံကတော့ဟဆဟတ်တာရှေ့မှာကွယ်ဘာတရီလေးကို